ဒူးနာလို့ဒူးစွတ်တင်မျိုးပြောင်းပတ်ပြီးဒါပေမဲ့လည်းဒူးနာတာကို support မပေးဘူးမတက်တာဘူးဆိုရင်ဒီဗီဒီယိုကိုအစနဲ့အဆုံးကြည့်ရှုပြီးသွားပါဟုတ်ကဲ့ဒီဗီဒီယိုမှာတော့ Medita Academy ကနေပြီးတော့တင်သွင်းဖြန့်ချီနေတဲ့ဒူးစွတ်တွေအကြောင်းကိုအနည်းငယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒူးနာခြင်းမှုဖြစ်တဲ့အခါမှာဒူးနာရဲ့ပုံစံနဲ့လျောက်ဒူးစွတ်ကိုရွေးချယ်တင်ပါတယ်ဒူးနာတဲ့အကြောင်းရင်းကအများကြီးရှိပါတယ်ဒူးကအထိုင်ထားမှနာတာလားလေကားတက်ဆင်းမှနာတာလားဒါမှမဟုတ်ပြေးတဲ့အခါမှာနာတာလားဒါမှမဟုတ်လေအလေးပင်မှားတဲ့အခါနာတာလားဒါမျိုးအချိန်ဒီမှာဆိုရင်တော့ဒူးစွတ်ကတောက်ပါတဲ့ဒူးစွတ်မျိုးကိုရွေးချယ်တင်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ရိုးရိုးပုံမှန်ဒူးနာတာလောက်ပဲဆိုရင်တော့ပုံမှန်ဒူးစွတ်တွေကိုရွေးချယ်လို့ရပါတယ်အဲ့လိုဒူးစွတ်ရွေးချယ်တဲ့အခါမှာလည်းပဲအသင်းအနေနဲ့ဒီဒူးစွတ်ကကျုံနိုင်စွမ်းနိုင်အားရှိလားဆိုတဲ့ကိုတခြားလေးကြည့်ပြီးနောက်မှဝယ်သင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့တင်ဒူးစွတ်ကိုပတ်ထားတဲ့အခါမှာတင်းရဲ့ခြေထောက်ပေါ်မှာအကြာကြီးပတ်ထားတာဖြစ်တဲ့အတွက်ဒီဒူးစွတ်ကအကယ်လို့ elastic မကောင်းဘူးသူက compression လည်းကောင်းကောင်းမပေးနိုင်ဘူးပြီးပြန်သူကကန်ထွက်နိုင်တဲ့အားလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ရမကောင်းဘူးဆိုသွေးလက်ပတ်မှုကိုပို့ပြီးတော့အနှောက်အယှက်ဖြစ်စေနိုင်တယ်အဲ့ဒါကြောင့်ဒူးစွတ်ရွေးတဲ့အခါမှာတေချာလေးရွေးချယ်ပြီးတော့မှဝှက်တင်ပါတယ်အကယ်လို့တေချာမရွေးချယ်ဘူးဆိုရင်တော့တင်ကဒူးနာလို့ဒီတိုင်းပုံမှန်လေးပဲဆေးလိမ့်ပြီးဒူးစွတ်ပတ်မယ်ဆိုရင်တော့တင်ဒူးနာတာကိုလုံးဝမတက်တာနိုင်ဘူးဥပမာအားဖြင့်ခုနပြောခဲ့တဲ့အထဲမှာလည်းပါတယ်လေကားတက်ဆင်းမှာအထိုင်ထမှာအလေးပင်မှားတဲ့အခါမှာဒူးနာကျင်မှုကဖြစ်ပွားနေတယ်ပြီးွားရင်ဒီလိုအကွေးအဆက်လောက်တိုင်းမှာဒူးကအရမ်းနာနေတယ်ဆိုရင်တော့တေချာပေါက်ဒါမျိုးထောက်ပါတဲ့ဒူးစုပ်လေးတွေကိုပတ်တင်ပါတယ်ဒီလိုထောက်ပါတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ် body weight ကိုသူကထမ်းပေးတယ်ပေါ့နော်ဒူးအယိုးနှစ်ခုကြားမှာပေါ့နော်ဒီ cushion လေးတွေရှိတယ်အဲ့ကောင်လေးတွေနည်းနည်းလေးပြားသွားတဲ့အခါမှာဒူးအယိုးတစ်ခုနဲ့တစ်ခုပုတ်တိုက်မှုဖြစ်ပြီးတော့ဒူးအကွေးအဆက်မှာအဲ့ခါကျရင်သူကအရန်နာတာဖြစ်တယ်ဆိုတော့အဲ့လိုအကွေးအဆက်တိုင်းမှာနာတယ်ဆိုရင်အဲ့ဒီဒူးစုပ်က disc ပြားလေးကပြားနေလို့ဖြစ်တယ်ဒါကြောင့်အဲ့ဒီဟာကိုပြန်ပြီးတော့ gap ဖြစ်ဖို့ကြောင့်ဒီလိုမျိုးထောက်လေးပါပြီးတော့ပတ်လိုက်တဲ့အခါမှာသူကဒီလိုမျိုးပတ်လိုက်တဲ့အခါမှာဒီဒူးနှစ်ခုကိုသူကဒီလိုဘေးတိုက်ထိမ့်ပေးမှာပေါ့နော်ဒီလိုထိမ့်ပေးလိုက်တဲ့အခါမှာအဲ့ဒီကတ်နေတဲ့အရာကိုလည်းသူကနည်းနည်းလေးသူကပြန်ပြီးတော့ adjust လုပ်ပေးလိုက် posture လေးမှန်အောင်လုပ်ပေးလိုက်တယ်ဒါကြောင့်ဒူးနာတာကိုအရင်အထောက်အကူပြုတယ်ပြီးတော့ Medita ကအခုဒီလက်ရှိဒီမှာရှိတဲ့ဒီ F09 ဆိုတဲ့ဒူးစွတ်ကပေါ့နော်ဒီတောက်တွေတုံးထားတဲ့တောက်တွေကအရန်ကိုကောင်းတဲ့အခါမှာဘယ်လိုလဲဆိုတော့ဒီအကွေးအဆန့်လုတ်တိုင်းမှာလုံးဝအနှောက်အယှက်မဖြစ်ဘူးတော်တော်လေးကိုသူကပေါ့ပပဖြစ်တယ်ပြီးတော့ဒီ F09 ဒူးစွတ်ကဆိုရင်neoprene အသားနဲ့ထုတ်လုပ်ထားတယ် neoprene သားကကြတော့လေဝင်လေထွက်ကောင်းစီတယ်neoprene သားရဲ့ benefit တွေအများကြီးရှိတယ်သူကနှွေးတက်ကိုလည်းပေးတယ်နှွေးတက်ကိုပေးတဲ့အကြောင်းရင်းကဒီလိုမျိုးဖြစ်တဲ့အခါမှာအယိုးတစ်ခုနဲ့တစ်ခုပုတ်တိုက်ပြီးအထဲမှာအနာဖြစ်တတ်တယ်ပြီးတော့အရည်တွေစုတတ်တယ်တငယ်ကြီးပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာတွေကိုဒီအနှွေးတက်ပေးတဲ့အခါမှာသူကတော်တော်လေးကိုတက်တက်ဖြစ်စေတယ်အထောက်အကူဖြစ်တယ်အနာကျက်မြန်စေတယ်ပြီးဝိုင်းသွေးလက်ပတ်မှုကိုလေကောင်းစေတာဖြစ်တဲ့အတွက်ဒီဒူးစုပ်လေးမျိုးကိုရွေးချယ်သင့်ပါတယ်အထိုင်ထားမှာအဓိကအများသောအားဖြင့်အသက်ကြီးသောလူတွေကနာတက်တယ်ပြီးတော့weight များတဲ့လူတွေ body weight များတဲ့လူတွေနာတက်ပါတယ်ဒါကြောင့်Medita Academy မှာရှိတဲ့ဒီ F09 ဒူးစုပ်လေးကဆိုရင်အဲ့လိုမျိုးလူနာတွေအတွက်တော်တော်လေးကိုအဆင်ပြေတဲ့ product တစ်ခုဖြစ်ပါတယ်Medita Academy ကကမ္ဘာအဆင့်မီအရိုးကျော်အထောက်အကူပြုပစ္စည်းများကိုမြန်မာပြည်တစ်ပြည်လုံးကိုတဦးတည်းကိုယ်စားလှယ်အနေနဲ့တင်သွင်းဖြန့်ချီနေတာဖြစ်တဲ့အတွက်အရိုးကျော်နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတစ်ခုခုဖြစ်ပါကMedita Company ကိုတတိယလိုက်ပါတင်ကိုယ်တိုင်ကအသင်းအတွက်ဆရာဝန်ဖြစ်ပါတယ်